မသိဘူးနားမလည်ဘူးမရှိဘူးအဲ့လိုမျိုးကျွန်တော်တို့မဘူးဆိုတဲ့စကားလုံးကိုထိုင်းမှာမိုက်ဆိုပြီးတော့သုံးပါတယ်မိုက်ဆိုတာကတော့ကျွန်တော်တို့စာအတန်တော့ဖြစ်ပါတယ်တကယ်စကားပြောမှာကျွန်တော်တို့သုံးတာကတော့အမြန်ပြောပြီးတော့မိတ်ဆိုပြီးတော့သုံးပါတယ်မိတ်ဒါတော့အားလုံးကြားဘူးလိမ့်မယ်မိတ်ဆိုတာကကျွန်တော်တို့မဘူးလို့ပြောတာဖြစ်ပါတယ်ဥပမာလေးတွေကြည့်လိုက်ကြအောင်ပထမဆုံးနေကျွန်တော်တို့မမြင်ဘူးကျွန်တော်တို့မမြင်ဘူးလို့ပြောချင်ကြတော့ကျွန်တော်တို့ပထမဆုံးသိရမှာကကျွန်တော်တို့ပြောချင်တဲ့အဲ့ဒီမြင်နေဆိုတဲ့စကားလုံးရဲ့ဝါတာကိုသိရပါမယ်ကျွန်တော်တို့မြန်မာမှာတော့မြင်တယ်ပြောတယ်ကျွန်တော်ထိုင်းမှာဟောဘယ်လိုမျိုးပြောလဲအဲ့လိုမျိုးစကားလုံးဝါတာစကားလုံးသိရပါမယ်ကျွန်တော်မြင်တာကြောင့်ကျွန်တော်ထိုင်းမှာห็นလို့သုံးပါတယ်เห็นမမြင်ဘူးဆိုတော့ကျွန်တော်တို့ไม่เห็นမမြင်ဘူးမယူဘူးယူတာကြောင့်ကျွန်တော်ထိုင်းမှာအောင်လို့သုံးပါတယ်မယူဘူးဆိုတော့ကျွန်တော်တို့ไม่เอาမယူဘူးလာတယ်ကျွန်တော်တို့လာတာကြောင့်ကျွန်တော်ထိုင်းမှာမာလို့သုံးတယ်မာလာတယ်မလာဘူးဆိုတော့ကျွန်တော်တို့မိတ်မာဒါမှမဟုတ်ကျွန်တော်မိုက်မာလို့သုံးတယ်မလာဘူးမိုက်မာမရှိဘူးကျွန်တော်ရှိတာကိုကြတော့မီလို့သုံးတယ်မရှိဘူးဆိုလို့ကျွန်တော်မိတ်မီမရှိဘူးမဟုတ်ဘူးကျွန်တော်ဟုတ်တာကိုကျွန်တော်ထိုင်းမှာใช่လို့သုံးတယ်မဟုတ်ဘူးဆိုတော့ကျွန်တော်ไม่ใช่မဟုတ်ဘူးမကူညီဘူးကျွန်တော်ကူညီတာကိုကျွန်တော်ထိုင်းမှာช่วยနဲ့သုံးတယ်မကူညီဘူးဆိုတော့ကျွန်တော်ไม่ช่วยမကူညီဘူးไม่เห็นไม่เอาไม่มาไม่มีไม่ใช่ไม่ช่วยไม่ไปไม่ได้ไม่เข้าใจพูดได้หมดအရှိရကြတော့ကျွန်တော်တို့ကရိယာနဲ့ပေါင်းစပ်တာဖြစ်တယ်အခုကကျတော့ကျွန်တော်တို့နမဝတေသနာနဲ့ပေါင်းစပ်ကြည့်ရမယ်ကျွန်တော်တို့ mic ကကျတော့ကြိုက်တဲ့စကားလုံးနဲ့ပေါင်းစပ်လို့ရတယ်ပေါ့နော်မလှဘူးဆိုလို့ချင်းကျွန်တော်တို့လှတာကိုကျွန်တော်တို့สวยလို့သုံးတယ်မလှဘူးဆိုတော့ကျွန်တော်ไม่สวยမလှဘူးမကောင်းဘူးကောင်းတာကိုကျွန်တော်ထိုင်းမှာดีလို့သုံးတယ်မကောင်းဘူးဆိုတော့ไม่ดีမကောင်းဘူးညံတာကိုကျွန်တော်ထိုင်းမှာเลวလို့သုံးတယ်မညံဘူးဆိုတော့ကျွန်တော်ไม่เลวမညံဘူးညားတယ်ကျွန်တော်ညားတာကိုကျွန်တော်ထိုင်းမှာเยอะလေချောင်းနိုင်တဲ့နည်းပါမယ်ကျွန်တော်เยอะလို့သုံးတယ်မညားဘူးဆိုတော့ကျွန်တော်ไม่เยอะမညားဘူးပူတယ်ကိုကျွန်တော်ထိုင်းမှာร้อนလို့သုံးတယ်မပူဆိုတော့ကျွန်တော်မပူဘူးဆိုတော့ကျွန်တော်ไม่ร้อนမပူဘူးไม่สวยไม่ดีไม่เหลวไม่เยอะไม่ร้อนพูดได้หมดဆက်ပြီးတော့ကျွန်တော်မရဘူးမကြော်ဘူးမဝယ်ဘူးမကြိုက်ဘူးနားမလဲဘူးမိတ်ဆွေကဒီလိုမျိုးရတာတို့ပျော်တာတို့မဝယ်တာတို့ကြိုက်တာတို့နားမလဲတာတို့အဲ့လိုမျိုးဝါးတယ်တည်ုံနေကျွန်တော်အစားထိုးပြီးတော့သုံးတူလို့ရတာကိုကျွန်တော်တို့စကားပြောနေစင်းလို့ခေါ်ပါတယ်ထပ်ပြီးတော့ကျွန်တော်တို့ထိုင်းစာကြောင်းတစ်ကြောင်းသင်ပေးပါမယ်ကျွန်တော်ထိုင်းလူမျိုးမဟုတ်ဘူးဘယ်လိုမျိုးပြောမလဲကျွန်တော်ဆိုတော့ผมမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ไม่ใช่ผมไม่ใช่ကျွန်တော်မဟုတ်ဘူးလူမျိုးဆိုတော့ကျွန်တော်တို့ผมไม่ใช่คนထိုင်းလူမျိုးဆိုတော့ကျွန်တော်ไทยผมไม่ใช่คนไทยผมไม่ใช่คนไทยကျွန်တော်ထိုင်းလူမျိုးမဟုတ်ဘူးโอเคပြောလို့ရပြီเนาะကျွန်တော်ထိုင်းစကားမပြောတတ်ဘူးဆိုတော့ผมพูดไทยไม่ได้လို့သုံးလို့ရပါတယ်ဒါတော့ဥပမာလေးဒါတော့နမူနာလေးပေါ့နော်ခီနဲ့တူတူထိုင်းမှာစကားကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ထိုင်းစကားပြောမှာအခြေခံကနေစပြီးတော့ကျွန်တော်လူမျိုးကျွမ်းကျင်ထစ်လာနိုင်တဲ့အထိကိုသင်ကြားပေးထားတဲ့အတန်လေးရှိပါတယ်လုံးဝ100ခိုင်နှုန်းဘဲမှသွားပြီးတော့လေ့လာကြမလို့ပဲနဲ့အဲ့ဒီသင်တန်းတန်းထဲမှာတဲ့မိတ်ဆွေရဲ့ပြဿနာတွေအကုန်လုံးကိုဖြေရှင်းပေးသွားမှာပဲဖြစ်ပါတယ်တကယ်လို့အသေးသေးသိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီ Telegram channel ခင်းနေ level channel ကနေပြီးတော့စုံစမ်းကြည့်လို့ရပါတယ်ထပ်ပြီးတော့ကျွန်တော်တို့ထိုင်းစာပါရေးတဲ့ဖတ်တဲ့ကျင်တယ်ဆိုလို့ရှိရင်တော့ထိုင်းစာရေးဖတ်ပြောမှာကျွန်တော်တို့စစ်စကေးသင်တန်းရှိပါတယ်သူကတော့ level 2 level 1 level 2ဆိုပြီးတော့ရှိပါတယ်သင်တန်းကြာခြင်းကတော့ကျွန်တော်တို့2လပဲဖြစ်ပါတယ်အဲ့ဒီ2လပြီးတာနဲ့ထိုင်းစာရေးဖတ်တာကိုကျွန်တော်တို့ကျွမ်းကျင်ရင်ဒီကိုပြောနိုင်မှာပဲဖြစ်ပါတယ်ထိုင်းစာတော့ကျွမ်းကျင်တွက်နိုင်မှာကျွမ်းကျင်နေရေးနိုင်ဖတ်နိုင်မှာတော့ဗျာထိုင်းစကားပြောလေလုံးဝပြောတတ်ပြီပေါ့သင်တန်းသင်ကြားတဲ့ဆရာကလည်းကျွန်တော်ကိုယ်တိုင်ဖြစ်တဲ့တရားမလို့မိတ်ဆွေကလုံးဝပို့ပြီးတော့ပြောနေတာပေါ့ဗျာဆိုတော့ကျွန်တော်မိတ်ဆွေကဒီလိုသင်တန်းအပ်ချင်တယ်ဆိုလို့ရှိရင် K 462339ခွန်ဆိုရဲဒီကုတ်လေးကိုကျွန်တော်သင်တန်းအပ်တဲ့နေရာမှာသွားပြီးတော့ပို့ပေးလိုက်ပါဒါဆိုလို့ရှိရင်မိတ်ဆွေက10% discount ရပါမယ်။တင်တဲ့နေ့အားလုံးတက်လဲ10% discount ပဲရမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်။အားလုံးပဲကြည့်ရှုပေးအတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်။ကျွန်တော်ရဲ့ Thai language ပိုင်း K Telegram channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့။ Bye bye နခါ